ဈေးတယ်များဘဝကိုဘယ်တော့မှလျှော့စည်းနေမရအောင်ချင်တဲ့တွေတောင်တွေ့ဝေသွားရတဲ့ဒန်ရီလလိုယုံကြည်ချက်နဲ့ပြီးကက်ကက်ဒီကဘာမှာတွေ့ကက်နေမှုပါတယ်အော်ဇန်ပေါင်းစုံပျော်ဇန်ပေါင်းစုံနဲ့ဟိန္ဒူဖျားပွဲကြီးလှည့်လာတယ်လို့ကာလာလဲစုံတယ်တရုတ်နှစ်ကူးလို့တကယ်စစ်စစ်ဘုံဒီတွေကလည်းကဘာနေရာနဲ့ကြွေတယ်ဒါတောင်မကြောက်မရွံ့လမ်းဘေးဈေးတယ်တွေပလက်ဖောင်းကိုတန်းစီလို့ပစ္စည်းတွေလက်ထဲကိုင်နှောက်ပြီးအပြိုင်အဆိုင်အော်ဟစ်ရောင်းနေကြပုံများတေတနည်းမွေးတနည်းဆိုတာဒါမျိုးထင်ပါရဲ့ရှင်နေလဲစားဖို့မရှိရင်တေနေတာပဲလေတချို့တော့ဘာမှကောင်းနေရှိပုံမရဘူးအယောင်းဝယ်တဲ့ရှိသမျှအကုန်ဂုံတိတ်ခါတောင်အပုံလိုက်ရောင်းနေကံတရားနဲ့အမှန်တရားကရောအသက်ရှိသေးလားကြောက်ရမယ်မယ်စားရမယ်မယ်ဘဝတွေမှာအပျော်ဆိုတာကိုယ်စိတ်ထဲရှိတာတွေးပြီးလမ်းဘေးအေးနိုးတဝက်ပျော်တဝက်အိမ်မက်များအဖြစ်တာမတတ်တာတဲ့အဆုံးတော်လေဘဝတစ်လျှောက်ရှိစုမဲစုစုထားခဲ့တယ်ဖြောင့်မတ်မှုနည်းနည်းပေါ်မှာကိုတရားနဲ့ကိုနေမယ်ကိုတရားနဲ့ကိုတည်မယ်ငမောရောက်တယ်